digital grandma digital အဖွာရဲ့ဘဝခရီးလမ်းမှာခုံအားပေးစာယနေ့ခေတ်ကဘာကြီးဟာဤပညာတွေနဲ့အလွန်လျင်မြန်စွာပြောင်းလဲနေပါတယ်ဤပညာဆိုတာလူငယ်တွေအတွက်ပဲ smartphone ဆိုတာကလေးတွေအတွက်ပဲလို့ထင်နေကြတဲ့အယူအဆဟောင်းတွေကိုအဖွာတူ digital grandma ကလက်တွေ့ခြေဖြတ်ပြလိုက်ပါတယ်ဒါဟာဘဝတစ်ကိုရှာဖွေတွေ့ရှိသွားတဲ့အဖွာရဲ့ digital စွန့်စားခန်းအကြောင်းနဲ့ခုံအားပေးစာပဲဖြစ်ပါတယ်တစ်အသစ်အဆန်းကိုစမ်းစားကြည့်ဖို့နဲ့လေ့လာဖို့မကြောက်ပါနဲ့အဖွားဟာတစ်ချိန်ကအိမ်တွင်းမှုလုပ်ငန်းတွေနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာပဲအချိန်ကုန်ခဲ့သူပါဒါပေမဲ့နီးပညာခေတ်ရောက်လာတဲ့အခါငါအသက်ကြီးပါပြီဆိုပြီးနောက်ဆုတ်မသွားခဲ့ပါဘူး spicy noodle အဆက်ခောက်ဆွဲစိန်ခေါ်မှုကိုစမ်းစားကြည့်တာကအစဖုန်းထဲက baby filter တွေနဲ့ပျော်ရွှင်နေတာတွေဟာဘဝဆိုတာအသစ်အဆန်းတွေကိုရှာဖွေတွေ့ရှိမှုတွေရေမောခြင်းတွေနဲ့ပြည့်နှက်နေရမယ်ဆိုတာကိုသက်သေပြနေပါတယ်နှစ်မထင်မှတ်ထားတဲ့နေရာကနေခွန်အားယူခြင်းအဖွားဟာ VR virtual reality ညက်မှန်ကိုတက်ပြီးကဘာတစ်တစ်ခုကိုစူးစမ်းနေတာဟာဘေးကကြည့်ရင်ရေးစရာကောင်းကောင်းနိုင်ပေမဲ့အဖွားအတွက်တော့ကဘာတစ်တစ်ခုကိုမြင်တွေ့ရခြင်းပဲဖြစ်ပါတယ်gaming headset တွေ controller တွေနဲ့လူငယ်တွေလိုစော့ကစားနိုင်ခြင်းဟာလူမျိုးရေးဘာသာစကားနဲ့အသက်အရွယ်ကန့်သက်ချက်တွေကိုကြော်ဖြတ်နိုင်တယ်ဆိုတာကိုပြသနေတာပါ3ဘဟုတုတဆိုတာမျှဝေခြင်းပါ podcast studio ထဲမှာအဖွားရဲ့အတွေ့အကြုံတွေကိုပြောပြတဲ့အခါလူပေါင်းတန်းချီပြီးစိတ်ဝင်စားနားထောင်ခဲ့ကြပါတယ်အဖွားရဲ့အဓိကပြောချင်တဲ့စကားကတော့နီးပညာဆိုတာလက်နက်တစ်ခုလိုပါပဲကောင်းမွန်စွာအသုံးချတတ်ရင်ဘဝကိုပိုမိုလွယ်ကူစေသလိုသူတစ်ပါးကိုကူညီဖို့နဲ့ဘဟုတုတတွေမျှဝေဖို့အတွက်အကောင်းဆုံး platform တစ်ခုလည်းဖြစ်ပါတယ်ဆိုတာပဲဖြစ်ပါတယ်ပညာ wisdom ဆိုတာအသက်အရွယ်နဲ့မဆိုင်ပဲကဘာအနှံ့ပြန့်နှံ့နိုင်နေဆိုတာကိုအဖွားကသက်သေပြခဲ့ပါတယ်လီနောင်လာနောက်သားတွေအတွက်အမွေအနှစ် legacy ဒီဇလန်ရဲ့အဆုံးသတ်မှာအဖွားဟာသူ့ရဲ့မြေးတွေနဲ့ရွာတွေကကလေးတွေကို tablet တွေအသုံးပြုပြီးပညာသင်ပေးနေတာဟာအကြီးမားဆုံးပညာရေးဆိုင်ရာခွန်အား educational motivation ကိုပေးလိုက်တာပါအဖွားရဲ့ဘဝဟာကိုယ့်အတွက်ပဲအသုံးချဖို့မဟုတ်ပဲမိမိသိထားတာတွေကိုနီးပညာကတဆင့်နောင်လာနောက်သားတွေစီမျှဝေပေးခဲ့တာဖြစ်ပါတယ်ခွန်အားပေးချက် motivation အားနာစရာမလိုပါတဲ့အသက်ဘလောက်ပဲရှိရှိအသစ်တစ်ခုကိုလေ့လာဖို့ဆိုတာဘယ်တော့မှနောက်မကျပါဘူးစိတ်ဓာတ်ကိုအမြဲ update လုပ်ပါခန္ဓာကိုယ်ကအိုမင်းရင်ရောသွားနိုင်ပေမဲ့စိတ်ဓာတ်ကိုတော့ခင်မီနီးပညာတွေနဲ့အမြဲတမ်း update ဖြစ်နေအောင်လုပ်နိုင်ပါတယ်လက်တွဲညီညီရှိစက်ကြပါလူငယ်တွေကလူကြီးတွေကိုနီးပညာပိုင်းသင်ပေးကြတယ်လို့လူကြီးတွေကလည်းလူငယ်တွေကိုဘဝအတွေ့အကြုံနဲ့ပညာတွေကိုပြန်လည်မျှဝေပေးခြင်းဖြင့်ပုံမူလှပတဲ့လူအဖွဲ့အစည်းကိုတည်ဆောက်နိုင်ပါတယ်